တိုင်းမှာဒီစက်ကပ်ပွဲတော်ကိုလုံးဝမသွားပါနဲ့ခင်ဗျာဘာလို့လဲဆိုတော့ည7 နာရီရောက်တိုင်းမှာဒီစက်ကပ်ပွဲတော်ကလူရှင်တော်ကြီးကစက်ကပ်လန်ပြလို့ပါဒါသာစကလန်ပြတာမဟုတ်ဘူးဒီစကပွဲတော်ကလူရှင်တော်ကြီးကမကောင်းဆိုးဝါးကြီးအဖြစ်ပြောင်းလဲပြီးတော့ကလေးတွေကိုပြန်ပေးဆွဲပြီးစားပြလို့ပါခင်ဗျာဒါကြောင့်မလို့ကျွန်တော်ပြောတဲ့ဒီစကပွဲတော်ကိုလုံးဝမသွားပါနဲ့ခင်ဗျာ Hello bro ကျွန်တော်ကအလွယ်မှာတို့ကျွန်တော်ဒီနေ့မှာတော့ဒီစက Trace လို့ခေါ်တဲ့ story game တွေကိုစော့ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ game ထဲမှာတော့ကျွန်တော်တို့တငယ်ချင်းသစုကစကပွဲတော်ကိုသွားခဲ့ကြပါတယ်ဒါပေမဲ့စက်ကပ်ပွဲတော်ရောက်တဲ့အချိန်မှာတော့လူတစ်ယောက်မှမရှိတော့ဘူးပဲကျွန်တော်တို့ပဲရှိနေပါတယ်အဲ့လိုနဲ့ပဲရုပ်တရက်လူရှင်တော်ကြီးတစ်ယောက်ပေါ်လာပြီးတော့ကျွန်တော်တို့ကိုစကပ်လန်ပြစကပ်ကရောနေပြီးလန်ပြတာမဟုတ်ဘူးကျွန်တော်တို့စကပ်ပြပါတယ်နော်အဲ့လူရှင်တော်ကြီးကနေသိရမလားအဲ့လိုပဲပြနေတဲ့အချိန်မှာတော့ဘာဆက်ဖြစ်သွားမလဲဆိုတာသိနေဆိုရင်တော့ဒီဗီဒီယိုလေးကို like လေးကြောက်ချင်နေခဲ့ပြီးတော့သုံးနေကြည့်လိုက်ကြဆိုဗျာကဲရောပြောနေကြရောကျွန်တော်ရဲ့တူအဲ့လူရှင်တော်ကြီးကြီးစက်ကပ်ပွဲတော့သွားလိုက်ကြဆိုဗျာ let's go ကဲခုဆိုတော့ကျွန်တော်ရဲ့ fan နေနဲ့ပေါ့နော်ကျွန်တော်ခုဆိုစက်ကပ်ပွဲတော့သွားဖို့တက်မှာဘတ်ကားပေါ်ရောက်နေဘတ်ကားချက်ဖို့နောက်တဲ့စက္ကန့်မကြာတော့ let's go သွားကြဆိုတကယ်ချင်းတို့ school bus okay အဲ့တော့လာ bro hello everyone I'm glad you all make it ဒါတော့ကျွန်တော်ရဲ့ခေါင်းဆောင်ပေါ့နော်Okay ဒါတော့ကျွန်တော်တို့က campaign ဟိုထွက်တာပေါ့ဗျာသိရမလားနော်လေးလာကြီးခီးထွက်တာပေါ့အဲ့မှာလေးလာကြီးခီးထွက်နေနေကျွန်တော်တို့ bus ကားပြတ်သွားလို့ရှင်နေ Okay ကျွန်တော်ကူတော်ရေးရောက်သွား Okay ဒါတော့ကျွန်တော်တို့ရဲ့ camp ပေါ့နော် Okay လူတွေကတော့အများကြီးဆိုတော့တိတ်ကြောက်ကြမှာ Okay kids and now we are here we ready to အဲ့တော့တဲ့ဟိုပေါ့ကြောက်စရာပုံမြင်ရောဘယ်သူနားထောင်ကြမလဲတဲ့ Okay ငါအဲ့ဒီကောင်မလေးပြီးမှထိုင်ပြီဗျအော်အေးပါကွာလူနေသေး Okay let's go ဒီကောင်မလေးချစ်စရာမကောင်းဘူးကွာအေးပါကွာမင်းတို့ကအတွဲနေကွာအေးပါကွာငါတယောက်တည်းကြံနေရကောင်းလိုက်တာကွာအေးပါကွာโอเคရပြီတဲ့အဲ့တော့တဲ့အခုတဲ့ငါတို့မင်းတို့ဟိုဟာ Oh my god လမ်းတော့ပဲမိုးချိုးကပြစ်လိုက်သေးအဲ့တော့ကျွန်တော်ရဲ့ဒီမှာခေါင်းဆောင်ပေါ့နော်ကွန်ဆယ်လာဒီမှာဒီကြောက်စရာကောင်းတဲ့ဒီလိုမျိုးဟိုဟာပေါ့ပုံမြင်ပြောပြနေရပေါ့ဗျာနော် They stay here just for the weekend နဲ့သူတို့ကဒီမှာတဲ့နော်ဟိုဟာတပတ်လောက်နေခဲ့တယ်တဲ့အရင်တော့ပေါ့နော်12နာရီရဲ့တွေ့လားနော်ည7 နာရီတွေ့လားညတညချင်းစီတိုင်းမှာတဲ့သူတို့အဲ့တန်နေရနေပေါ့လုံးဝအဲ့လိုခုတ်ချောင်းကြည့်လို့မရဘူးတဲ့ဒါပေမဲ့တဲ့ကလေးတယောက်ကလည်းရှာရှိပြီးတော့ဒီတဲတွေကနေချောင်းကြည့်လိုက်တဲ့အချိန်မှာတော့တဲ့ပြောင်းအောင်ဘာဖြစ်နေရလဲ What is this point ဒီကောင်ဘာဖြစ်နေရလဲအော်ရောက်ရေးဟိုကရေးတိုင်းကြီးဘာပြတ်သွားလို့လား over တဲ့ဘယ်မှာလဲဒီအားကြီးလားမင်းငါပုံမြင်ပြောနေရမင်းငါ့ကိုစကားဖြတ်တယ်တဲ့ဒီပါကွာအမင်းတို့လည်းစရိတ်ဆက်နေကျွေးပြမယ်နော်ဒီကလေးကိုပြောနေတာဒီကလေးကမှလိုက်နှောက်ရှက်နေလို့ဗျာနော်အားရ let's go နဲ့တဲ့ဆိုရဘဟုတ်တယ်တဲ့ဟုတ်သားပဲဒီမှာရေးတိုင်းကြီးရှိတွေထွက်ကြနေတာပေါ့နော်အဲ့တော့တဲ့ငါဟိုဒီအနီးနားလေးကမြစ်ကိုသွားပြီးတော့ရေးသွားခက်လောက်မယ်တဲ့အဲ့တော့တဲ့ဘာမှရှောက်မလုပ်ကြနဲ့တော့တဲ့ငါသွားနေရဲ့ချိန်နဲ့နော် okay ပါကိုကြီး Okay ရောက်နေတကယ်ကျတော့မင်းကြားရင်တော့ငါတို့ကိုကြီးပြောတဲ့အတိုင်းပဲနော်မင်းတို့ဘာပဲမှရှောက်မသွားနဲ့နော်ဒါတို့တောထဲကိုရောက်နေတာပေါ့စကားမှားလို့မရအောင်နော်စကားကြီးလည်းရှောက်မပြောကြနဲ့ဘယ်ရအောင်မှလည်းသွားမထီးနဲ့နော်တပည့်နေလည်းမထီးနဲ့ Okay ကိုကြီးရောက်နေရှောက်မသွားနဲ့နော်မင်းတို့ဟိုဟာလူပွဲရင်တော့ရောက်ကြီးတရေဆွဲမှာနော်ကြားလားအမလေးဟာလန့်တော့ငါ sorry ဒီမိုးချိုးရတယ်ကွာဟဲ့ဟိုမိုးကကြွားလာပြီဟာမိုးတွေရွာနေပြီတဲတဲ့အကုန်ဝင်ကြတော့အကုန်လုံးတဲတဲ့ဝင်ကြတော့မိုးတွေကြွားလာပြီအေးအောင်ကြီး Oh my god no ဘာဖြစ်လာလဲဖားရောက်ကြီးငါမီးလောင်နေဟာအေးပါကွာလောက်ကြပါဦးငါမီးလောင်နေပြီတဲတဲ့ဝင်မှတဲရမီးလောင်နေတယ်ကွာမိုင်းလိုက်တာကဲတော့မူကြပါဦးဟေးဘယ်လိုတော့မလဲကောင်းနေအကုန်လုံးကျွန်တော်တို့တဲတွေအကုန်မီးလောင်ကုန်ပြီအဲ့ဒါပြဿနာပဲဘယ်လိုလောက်ကြပါဦးဒီဒီတိုင်းကြီးရတယ်မာရီရဲ့ခေါင်းဆောင်လည်းပြန်မလာသေးဘူးလားကွာ please no wolves ရောက်ကြီးဝင်မနေရတဲ့နေလက်ကြားနေရလားလာရောက်ဟိုကောင်ဟိုကလေးရှောက်မအောင်နေတော့မင်းကရောက်ရင်ငါတို့ဒါပြီးတော့ကြောက်အောင်လုပ်နေဒီကလေးဟဲ့မိုးမနေနဲ့ကွာမင်းလိုက်တော့လိုက်ခဲ့ပြီးတော့ခုမှဘာလေးကြောက်ချီးတန်းနေရတယ်ဒီကောင်လောက်တာနဲ့ကျွန်တော်တို့တောင်ကြောက်နေဆားတဲ့ကျွန်တော်ရဲကြောက်နေလို့ပါတဲ့အေးအောင်ကြောက်မနေနဲ့ကွာငါတို့ရှိပါတယ်ကွာတကယ်ပြောဒီကလေးကအနောက်ရှက်ပဲဒီမှာကမ်လုပ်ချင်တော့ဦးတဲ့အဲ့ဒါဆိုမင်းပြန်တော့မင်းတယောက်တည်းပြန်တော့ပါဟုတ်ပြီလားဒါပျော်ဝဲသားထွက်လာတာကွာနော်
မင်းကွာမင်းအဲ့လိုငိုးနေတော့ငါတို့ကြည့်မကောင်းကွာမင်းတို့မင်းမိပါရောငါဖုန်းဆက်ပြီးပြောပြီးမှဟုတ်ပြီလားအမေခုလောလောဆယ်တော့ဖုန်းကပဲဆွင့်မရှိသေးဘူးကွာဒီနီနာတဝိုက်မှာလည်းငါစက္ကန့်ကိုတွေးလိုက်တယ်တဲ့အဲ့တော့ငါတို့ iPad ကိုသွားကြည့်မလားတဲ့အမေနဲ့အဲ့လမ်းမှာတော့တဲ့အသားစားတဲ့ဝင်ပလွေတွေရှိတယ်တဲ့တတိတော်ထားမယ်တဲ့ဒီမှာတော့တဲ့မင်းတို့သိတဲ့အတိုင်းပဲတဲ့ဒီမှာကျွန်တော်တို့ကန်နေအတက်နေအကုန်လုံးကဒီမှာမိုးချုပ်ပြစ်ပြီးတော့မီးလောက်သွားပြီဆိုတော့ဒီမှာကန်လုံးလို့မရတော့အဲ့လိုမရတော့ဘူးတဲ့အဲ့တော့ငါတို့စက္ကန့်ကိုသွားကြဆိုတဲ့โอเคတူတူသွားကြမယ်ညောင်နေတဲ့တတိတော်ထားတော့တဲ့ဒီနီနာတဝိုက်မှာတဲ့ဝင်ပလွေတွေရှိတယ်အေးအောင်ကြီးဟိုမှာတစ်ပင်တွေကိုတစ်ချက်ချိုးလိုက်တော့တစ်ပင်တွေကဘာလို့အဲ့လိုမျက်လုံးအနီအောင်ကြီးဖြစ်နေရလဲအေးအောင်လူသားစားတစ်ပင်တွေလားတော့မသိဘူးနော်အသက်ရှင်လာပြီကျွန်တော်တို့ဆွဲတော့မှလားမသိဘူးအေးအောင်ကြီးကြောက်တော့ကြောက်လာအေးအောင်ကြီးလူမကွဲစိန်နဲ့နော်ငါနောက်ကငါနောက်ဆုံးကမနေချင်ဘူးလေတွေကနေမယ်ဟိုကောင်မလေးဘာလုပ်နေရလဲဟိုမှာလမ်းမားနေလားအော်ကွာမင်းရတော့လားမင်းကိုကောက်ွယ်ပြီးမယ်လားโอเคရပါရဲ့အော်ထောင်ချောက်တွေကွာဝင်းမလေးထောင်ချောက်တွေတတိထားတော့ဝေးပြတ်မယ်မဟုတ်ပါဘူးခြေောက်ပြတ်မယ်ဝင်းမလေးထောင်ချောက်တွေဟိုမှာကျွန်တော်တို့ခေါင်းဆောင်တော့ရှီဆုံးကနေတက်သွားပြီ Don't make any moves by stepping on iPad မသွားနဲ့ bro လာ iPad မသွားပါနဲ့ဆိုနေဒီမှာ easy မတက်ရနဲ့ဩအေးပါကွာကျွန်တော်တို့မထီဘူးတွေ့လားအေးရောက်ဘယ်ရောက်သွားလဲ what တော်လေးကိုပြန်ရောက်သွားပြီဟာကျွန်တော်တို့တော်လေးပြန်ရောက်သွားပြီဟဲ့ဘာလဲ no ဖမ်းသွားပြီ oh my god ကလောင်ကြီးကမကောင်းဆုံးဝါးကြီးဖြစ်ပြောင်းသွားပြီ no အေးရောက်ကိုက်ပြလာပြီကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟာနှကောင်တော့ဟာခေါင်းကြီးဖြတ်ပြလာပြီဟာရောက်ကြောက်စရာကြီးတော့မကောင်းဆုံးဝါးကြီးပြောင်းသွားပြီ有喂，鲁迅导演，我告诉我鲁迅导演表示，关你外地了，哎呦，新的哎呦，来了，各位老家宝，ကျွန်တော်တို့ဒီမှာဖမ်းတော်ပြီ 20 wise မင်းတို့ကအရင်တက်မှုရှိရပဲတဲ့တော်တော်ချိုမှာပဲတဲ့စားကျင်လာပြီတဲ့ကျွန်တော်တို့စားပြတော့မှာမင်းတို့ဒီမှာတော့လုံချုံပါလေဘာလို့လုံချုံတာလဲအေးအောင်ငါတို့ခုချက်တင်ဒီကနေလွတ်ပြီးသားဘယ်တော့လဲခွေးကြည့်တော့ကွာတကုံကြီးကမကောင်းဆိုးဝါးကြီးကျွန်တော်ပြောရင်တော့မင်းငါနဲ့ကစားချင်တာရောက်မကစားချင်ဘူးငါတို့အိမ်ပြန်လုပ်ပေးဆိုင်ရောက်ခုချက်ချင်းငါတို့အိမ်ပြန်ချင်တယ်ကျွန်တော်တို့ဒီကနေအများဆုံးထွက်ပြေးမှဖြစ်မဟုတ်ဘူးဆိုဒီကောင်ကြီးကျွန်တော်တို့စားပြလိုက်မယ်ခုနတွေ့လိုက်တာကျွန်တော်တို့ရဲ့ခေါင်းဆောင်စားပြလိုက်ပြီဒီကောင်ထဲမှာနှစ်ကောင်ပြန်အေးမင်းတို့ချစ်တယ်ရောက်ငါမချစ်ဘူးကွာရောက်မင်းတို့ရုပ်ဆိုးတဲ့ကောင်ကြီးရောက်ကြီးတကယ်ချင်းရောက်ကြီးငါစိတ်ပူနေငါတို့ဒီကနေအမြန်ဆုံးလို့မရအောင်ကြိုးစားမယ်ကြားလားဟောတိုင်းရောက်ရင်ငါတို့ဘယ်လိုလုပ်ကြမလဲခေါင်းကြီးပြေပြောက်သွားတယ်ငါမသေးချင်ဘူးတဲ့ဒီငါလည်းမသေးချင်ဘူးအော်ခီးလိုက်ရှာမယ်တော့လိုက်ရှာမယ်ဒီကနေထွက်ပြီးပေါ့ okay we're nice oh yeah let's go yes ကျွတ်သွားပြီအေးရောအရင်ဆုံးတော့လိုက်ရှာမယ်ဒီလိုအော်မတကယ်ချင်းဒါဟိုကလေးမလားဟုတ်တယ်ကွာနားကြီးရဲ့ကလေးနော်ဒီကလေးကိုလောအောင်ကျွန်တော်တခုလို့အေးဒီမှာတော့တွေ့ပြီကောင်ဒီမှာတော့တွေ့ဒီမှာငါယူလိုက်မယ်နော်ရှစ်ဒါမှထွက်နေတော့ရတာပါကြီးတဲ့ကြောက်စရာကြီးကွာโอเคငါတော့ရပြီအောင်တကယ်ချင်းဘယ်ကောင်ဖွင့်ပြရမလဲဒီကလေးကိုဖွင့်ပြရမယ်အတန်မထွက်နဲ့နော်မဟုတ်ဘူးကွာဒီဟာမဟုတ်ဘူးဘယ်တော့လဲရပြီကွာဖွင့်ပေးပြီးတော့မင်းတိုးနေနော်မင်းမငိုနဲ့နော်ဒီကောင်မင်းမသေးချင်ဘူးတော့မငိုနဲ့ကြားလားမသိဘူးလေကွာရေးတယ်ငါတို့ဟုတ်ပြီပုံဖို့တဲ့နေရာတနေရာလိုက်ရှာမယ်နော်ကလေးကိုတော့ကဲတင်ပြီးတော့ဟဲ့ဟိုကလေးကဘယ်ရောက်လာမင်းနာပဲမင်းရှေ့ဆုံးသွားပုံရပါလားကွာထွက်ပြေးရမှာလားထွက်ပြေးရပဲကောင်းပါလေကွာနော်နေကွာနေအိုးလူရှင်တော်ကလောင်းကြပဲအေးဒီမှာလူတယောက်ပါလားဒါဘာတူလဲသူလည်းတော့မသိဘူးဒီမှာသူ့ကိုဖမ်းတာကွာတက်ပြေးမလို့လားမသိဘူးချွေလေးတော့မလုပ်ပါနဲ့ကျွန်တော်အသက်ချမ်းသာဝင်ပြီပါယောအေး oh my god ယောခေါင်းကြီးလက်ပြနေဟုတ်တယ်မလုပ်ပါနဲ့ဒါမင်းတို့ရဲ့အိမ်လားတဲ့မင်းတို့စားပြမယ်တဲ့လောက်ကြပါဟေးတဲ့ကြောက်စရာကြီးကျွန်တော်လှုပ်လို့လည်းမရဘူးဘာကြီးလှုပ်ဖြစ်တော့မှလည်းမသိဘူး